အားလုံးမင်္ဂလာပါမင်းကဒီတစ်ခါမင်းဝတ်ပြထားတဲ့ဒီလိုလေးကတော့လေးတော့တစ်ထည့်ရောက်ထားပါတယ်ဒီဒီဇိုင်းလေးနဲ့မိတ်ဆက်ပေးပါမယ်သူကဒီလိုဒီဇိုင်းစီရနေတာနော်ဒီအသားအရင်ကောင်းပါလေဒီလိုဆိုတော့သူကလေဒီခေါက်ကကြောင်တော့ဒီလိုပေါ်လန်လေးကတစ်ထည့်ဒီဇိုင်းလေးနဲ့လာမယ်အလောင်းမှဒီကကျဲပြီးအလားလေးတွေပါမယ်လက်ကလေးကလည်းနှစ်ထည့်ဒီဇိုင်းလေးပေါ့နော်ဒီခောက်ဝင်နေဆိုလို့ရှိရင်လည်းဒီကောင်လေးကနှစ်ထည့်ဒီဇိုင်းလေးနဲ့လာမယ်ရင်ဆိုင်ဆိုလို့ရှိရင်ရင်ဆိုင်30လောက်ကနေစပြကြတော့အလုံးစုံ38လောက်ရှိဖို့အေးစစ်စစ်အပွားဒီဇိုင်းလေးပြောပါလေကာလာရောင်လေးကိုပြပေးပါမယ်အခုမျိုးပြထားတဲ့အဖြူရောင်လေးတရားရမယ်လက်ပြရောင်လေးပြန်ရပါမယ်ပန်းရောင်လေးတရားရပါမယ်ဒီရောင်လေးကကျတော့မိုးပြရောင်လေးပေါ့နော်မိုးပြရောင်လေးတရားရပါမယ်ဒီရောင်လေးကကျတော့ညီညွတ်ရောင်ဆူဆူလေးတရားရပါမယ်ဒီရောင်လေးကကျတော့ခဲပုံမှာသူကလေပုံမှန်လာကြရောင်လေးပဲခဲပူပဲဖောက်တဲ့ရောင်လေးတရားရပါမယ်အခုနာမည်ပြပေးထားတဲ့လက်ပြရောင်အားလုံးကကာလာက600ရပါမယ်ဈေးနှုန်းလေးကလည်းလေ3000ဆွဆွလေးပဲရှိပါမယ်